တောနက်ထဲကမမျှော်လင့်ပဲရပ်တန့်သွားတဲ့ရထားဒိုဒိုမှာဓာတ်အုံမှကိုသွားတဲ့အမြန်ရထားကြီးတောအုပ်တစ်ခုအလယ်မှာရုတ်တရက်ပြတ်သွားတယ်လို့စိတ်ကူးကြည့်လိုက်ပါအချိန်တော်ကြာပြင်ဆင်ပြီးတဲ့နောက်အကူအညီတောင်းဖို့ဖုန်းဆက်ဖို့စူးစမ်းပေမဲ့အဲ့ဒီနေရာကလိုင်းလုံးဝမမိတဲ့တောနက်ကြီးဖြစ်နေပါတယ်အကူအညီကိုစောင့်ဆိုင်နေလုံးမှာပဲတောထဲကနေထူးဆန်းတဲ့တရဝါကြီးတစ်ကောင်ထွက်လာပြီးရထားပေါ်ကခီးသည်တွေကိုစတင်အမဲလိုက်ပါတော့တယ်သူကခီးသည်အားလုံးကိုသူ့ရဲ့အစာဟင်းရအဖြစ်လုပ်ပစ်ချင်နေတာပါအဲ့ဒီတရဝါကဘာကောင်းလဲဘဲကရောက်လာလဲဆိုတာဘယ်သူမှမသိပါဘူးဒီခီးသည်တွေတောထဲမှာပိတ်မိပြီးဘာဆက်ဖြစ်မလဲဆိုတာကိုဇလန်ထဲမှာဆက်ကြည့်လိုက်ကြရအောင်ဇလန်အစမှာလန်ဒန်မြို့ကယထာစပယ်ယာကန်ဒက်တာတယောက်ဖြစ်တဲ့ဂျိုဂျာကိုတွေ့ရပါမယ်ဒါပေမဲ့ဒီနေ့ညကတော့သူ့အတွက်ကန်ဆိုးတဲ့ညပါပဲသူဟာကုမ္ပဏီရဲ့မန်နေဂျာအဖြစ်ယာတူတိုးဖို့မျှော်လင့်ထားခဲ့တာကြာပါပြီဒါပေမဲ့ယာတူတိုးမခံရတဲ့အပြင်ဖျားနေတဲ့တခြားဝန်ထမ်းတယောက်ရဲ့ဂျာလီအလုပ်ကိုပါအစားဝင်လုပ်ပေးဖို့ဖိအားပေးခံခဲ့ရပါတယ်သူဟာ Eastbourne မြို့ကိုညဘက်ပြေးဆွဲတဲ့ရထားပေါ်မှာအလုပ်လုပ်ရမှာဖြစ်ပြီးရထားပေါ်မှာသူနဲ့အတူအစားအသောက်ရောင်းတဲ့အမျိုးသမီး Ellen Rowland နဲ့ရထားမောင်းသမား John တို့ပါဝင်ပါတယ်။ရထားဆက်ထွက်ကလေးကဂျိုးကဂိတ်တွေကိုကြီးညာပြီးခီးသည်တွေရဲ့လက်မှတ်တွေကိုတဦးချင်းလိုက်စစ်ပါတယ်။ခီးသည်တွေကတော့စောစောစီးစီးပဲသူ့ကိုစိတ်အနှောက်အယှက်ပေးနေကြပါပြီ။ခီးသည်မလေးကိတ်ခဲဆိုရင်လည်းလက်မှတ်ပြောက်လို့စိုးရိမ်နေပြီးနီနာနိုင်ယာဆိုတဲ့မိန်းကလေးကလည်းခီးစဉ်အစကနေအဆုံးထိကြသူဆက်ဆံပြီးကျုပ်စပတ်လုပ်နေတဲ့ကြောက်ကြက်မလေးဖြစ်ပါတယ်ခီးတဲ့အချို့ကမိမိတို့ဂိတ်မှာဆင်းသွားကြပြီးယထာကနောက်ဆုံးဂိတ်ကိုဆက်မောင်းလာပါတယ်အပြင်မှာမိုးတွေတဲထန်စွာရွာသွန်းနေတော့ယထာကြီးကတောအုပ်အလဲယထာလမ်းပေါ်မှာအကြောင်းရင်းမရှိဘဲရုတ်တရက်ရပ်တန့်သွားပါတယ်